妈的三叔，过年是干多亏到了门哦。ကိုကြီးတော့အပြင်ထွက်ပြီးစကားပြောအောင်နော်ညီလေးနော်နော်အဲ့လောက်ဒီခုနကတည်းကကိုရဲ့ငါရဲ့ဒီမှာရက်ပြီးစကားပြောမှာကိုညတော့ငါအတူထိုင်လို့မရအောင်ခေါ်သူဆန်စားရင်တော့ကိုစကားနားထောင်မှာဟုတ်ကိုရဲ့ဘဝမှာဖြစ်ချင်တာဖြစ်လို့မရတာအများကြီးပဲဟာတလောက်လေးတော့ဒီမှာဈေးမစစ်ချင်တော့ပါညီလေးဒီကိုရောက်နေဘယ်လောက်ကြာလဲတလားတော့ပြေတော့မယ်ကိုရဲ့အချိန်ရကိုလိုလိုက်ရှာတယ်ကိုဘလာဘေးကလေးဆောက်တယ်ဒီမှာလေးတွားနေတယ်ခဏတွားကြည့်တယ်ဒီမှာလေးအိတ်ကိုစားဖို့တော့ဒီမှာအလုပ်လုပ်ရသေးတာကိုရဲ့ကိုဒီမှာလေးဒီလိုပါကြောင်းလာတယ်ကိုကြီးမမေးတော့ဘူးလားကိုရဲ့ဒီမှာလေးတော့မချစ်ပါဘူးအဆန်တပြားမှမပါပဲအမေများငါ့ကိုမျောနေမလားညီမလေးငါ့ကိုတွေ့ပြောသွားမလားဆိုတာတော့ကိုရဲ့မာကြောတဲ့မှာတက်သွားတယ်မှာကိုရဲ့အကူကအိမ်လှည့်မကြည့်ပဲနဲ့ညီမလေးအကူပြောထားတဲ့တတိတိုင်းအကူပြန်မလာရင်လာခေါ်မှာပဲဆိုရလာခဲ့တာအကူမတွေ့ရရင်အသိမပြောင်းဖြစ်နေတဲ့အမေကိုကိုကတွေ့ပဲချင်လို့ဒါညီမလေးကိုကြီးတော့အခုပြန်မယ်ကွာဒါကိုတန်းနေမဟုတ်လေကိုရဲ့ကိုစိတ်ထဲမှာရှိရတဲ့အတိုင်းလွယ်လွယ်နဲ့လုပ်ချင်တယ်လုပ်လို့မရဘူးအကိုကပို့သိပါတယ်ညီမလေးအိယာတနေရရဖို့ပဲဒီမှာပတ်စံယူထားရတယ်လေအဲ့ပတ်စံနဲ့တောင်းတော့အလုပ်လုပ်ပေးအောင်ပါဗောကိုရဲ့ဗမာလိုပြောရင်နားလေသူကကျုပ်ညမလေးကျုပ်ညမလေးယူထားတဲ့ပတ်စံကိုကျုပ်တပတ်တွင်လာဆက်မယ်ကျုပ်ညမလေးတစ်ခုခုဖြစ်လို့ကတော့ကျုပ်အသက်ရှင်လဲပြင်မှာနော်ကျုပ်ကြောက်တာဘာမှမရှိဘူးမလေးကိုညမလေးကိုတပတ်မြင်လာခေါ်မယ်ဒီမှာလေးအစင်းကြီးဟာနော်သားနဲ့ပတ်သက်တဲ့ကိစ္စတစ်ခုတိုင်ပင်ဆန်ရှိလို့ခေါ်ခိုင်းလိုက်တယ်ဟာသားနမင်းသူကိစ္စလေသားနမင်းသူနဲ့ရထဝင်တယ်လည်းမတည့်ဥစားဦးတည်ပါတယ်ဒါပေမဲ့ခုကိစ္စကလည်းဟုတ်ရထဝင်မပါလို့လည်းမဖြစ်ဘူးကွာဟုတ်ကျွန်တော်မတည့်ရင်တည့်အောင်လုပ်ပြီးလို့ရပါတယ်ဗျာဟိုဘာပြောချင်တာလဲသာပြောပါဒီလိုကွာဟာအလုပ်တစ်ခုလုပ်ချင်တယ်ဟိုအမဖြစ်တဲ့ main လေးတောင်စီးပွားရေးတွေဥဆောင်ပြီးလုပ်နေတာ
သူလည်းအလုပ်တစ်ခုတော့လုပ်ပြခြင်းတယ်လို့ပြောတယ် ဒါသိကောင်းတဲ့စိတ်တယ်ပဲဦးရဲ့ဦးအားပေးတင်ပါလေလှုပ်လဲလှုပ်ဝေးတင်ပါလေ ဦးလည်းအားပေးခြင်းပါတယ်လှုပ်လဲလှုပ်ပေးခြင်းပါတယ်ဒါပေမဲ့သူလုံးမဲ့အလုပ်ကမှသူမှမကျွမ်းခြင်းပဲဘယ်လိုလုပ်သူကပင်လယ်ထဲသွားပြီးငါးပန်းထွက်ချင်လို့ဦးစရာလှေစင်တောင်းနေတာအဲ့ဒါဟိုရထဝင်တာအဖော်ပြနဲ့လိုက်သွားပေးမယ်ဆိုရင်ဟော ကျွန်တော်တော့ဟောယူဦးသားတော်မင်းသူနဲ့တက်အောင်ပေါင်းပြီးတော့သူလေးတော့တဲ့ကကျွန်တော်လိုက်တော့ပြပါမယ်ဗျစိတ်ချပါဗျ ကျေးဇူးပါပဲလူလေးရ တွေ့များတဲ့တစ်ဖက်နိုင်ငံငါးဖမ်းတွေပုံပုံမျိုးဝလက်တွေပါပဲတချို့ရမြန်မာနာမည်တက်ထားပြီးတော့တရားဝင်မြန်မာငါးဖမ်းတွေပုံမှန်လိုက်တာမြန်မာဘက်ကတရားဝင်ငါးဖမ်းလေတွေကြတော့လက်နဲ့မပါဘူးသူတို့ငါးခုလေတွေကြတော့လက်နဲ့ဆောင်ထားတတ်တယ်သူတို့တွေကမြန်မာလေတွေကိုတွေ့ပြီဆိုတာနဲ့လက်နဲ့ချင်းချောက်တယ်ပင်လယ်ဓမြပုံစံနဲ့တစားကန်တွေပြန်ပြီးဆွဲတတ်တယ်တချို့ငါးခုလေတွေကြတော့အုပ်စုဖွဲ့ပြီးတောင်းကြတယ်တို့စစ်ရင်တွေတော့အန်ရပြုတ်တတ်တယ်ဒီမြန်မာလေငယ်လေးတွေဆိုလို့ရှိရင်သူတို့နဲ့တွေ့တာအောင်သတင်းပြန်မပေးရတဲ့အထိကြောက်နေကြတာ
ကြီးကမှသတင်းပေါ်ပါတယ်အဆိုင်30ဒီဂရီအကွာဝေးခိုင်ကားကမ်းမှာလူပုံစံရဲရဲပါလာတဲ့ပြမတစ်ခုတွေ့ပါလေဖတ်စုဟုတ်တယ်စီကိုအစိမ်း30ဒီဂရီအပေါ်ဝေးခိုင်ကားလောက်မှာလူပုံစံတစ်ခုတွေ့ရတယ်ကောင်းတယ်စိမ်း30ဒီဂရီအပေါ်ဝေး15မိုင်ခန့်မှာအသင်္ကာဝယ်ရေဒါပြင်းမှတစ်ခုတွေ့ပါတယ်စီကို ကောင်းသက်ဆုံးရှင်းမြသက်ဆုံးရှင်းမြသက်ဆုံးရှင်းမြပြန်ပြီးရှို့ရာမရာမရောက်ကျူ09ပါ100 120ရောက်ကျူ120တက်ပါလေပြီကျူဖတ်လို့ဟုတ်တောင်းကနေရယူနောက်တက်ဖို့အသင့်ပြလေသိတက်ဖို့အသင့်ပြပြင်ပြန်တယ်ဖို့ဟုတ်နောက်တစ်ဝက်ချိန်သားမလေးတို့တော့မြန်မာစကားပြောရဲတော့ဘူးပါကျွန်တော်ပါပါဒီတော့ဒီတော့ရောမြန်မာစကားပြောတဲ့လူပါလေနောက်ရောတော့ပါလေဒီတော့ကျော်မောလူကျော်ဝင်းမောရောက်စီကျွန်တော်ပြောပါဖတ်စုဟုတ်ရှင်းဟန်ရောတောင်းတယ်ဟုတ်ကျော်ဝင်းမော်ဆိုတော့လူတဲ့ကွာထမယ်ကျွန်တော်ပါမင်းတို့လူများတွေ့တယ်ပေါ့ပဲဒီမှာတော့ဘယ်လိုဒီနေ့တွေ့ပါဘူးဝမ်းလာလိုက်တာကွာအကွာမကြီးကိုမစောင့်ကြနိုင်ဘူးဆိုပြီးတော့ကိုယ့်ကိုတောင်းမချင်ဘူးလို့ခံစားနေရတာကွာကျွန်တော်ဘာမှဖြစ်ပါဘူးဒါလည်းကိုစောင့်ရှောက်ပေးလို့ပါ
ကိုကျွန်တော်ခွင့်လာပါကိုစီတော့ကျွန်တော်တမ်းရဝင်နေပြီလားကျွန်တော်တိတ်ကိုမှားသွားတယ်ကျွန်တော်ခွင့်လို့နော်လို့ပါတယ်ငါကြီးကဆိုးသွားတယ်ကိုဝေးမပြီးသေးဘူးရဲထုံပဲမင်းကငါလူတယောက်နဲ့ထပ်ပြီးတော့တွေ့ပေးအောင်မယ်ဒါမဲ့ तू ကဒီလိုမလာနိုင်ဘူးမင်းတို့ကငါခေါ်သွားပြီဘန်းတယ်လာရဒီမှာဘယ်လိုလဲမင်းကြည့်စမ်းရဲထုံကျော်ဝင်းမဒီနေဟာကျော်ကျော်လို့ရမင်းတို့ဒီရလားဟာရအင်းတို့တနက်နဲ့ပြစ်ပြီးတော့ထုတ်ခပေးလိုက်တဲ့ညီမငါးဖက်လေးပေါ့သူရှိနေတယ်ခြေထဲကိုပြုတ်ကြပြီးတော့ရဲထုံမရဇွဲကောင်းကောင်းနဲ့ကူးခဲ့လို့ဘာလို့သူ့ဆရာတဲ့ရမင်းတို့ဆက်တောင်းကြည့်ရပါကွာသစ္စာရှိတာပါပဲသစ္စာမရှိတာတောင်းမကြည့်ရငါကွာငါတောင်းမကြည့်ရမင်းတို့ကတငယ်ချင်းတော့မခေါ်သေးဘူးကွာမင်းမပြစ်ရှိမရှိမိတ်ဆွေရမိတ်ဆွေပဲကြုံဝင်းမို့ငါတို့တစ်ချိန်ကပြောခဲ့တယ်လို့ပဲမိတ်ဆွေကောင်းဆိုတာလင်းလက်တောက်ပနေတဲ့ခြေဝက်လေးတွေပဲပေါ့မောင်လာလေးသူတို့ရလင်းလာလေးတွေမောင်လာစွန့်ပစ်ပြေးတဲ့သူတွေထဲမှာခြေဝက်လေးမဖဘူးကွာဒီကွာငါတို့တနေ့ပြန်ဆုံးတဲ့အခါကျရင်အရင်ပြောမယ်လို့ငါမျှော်လင့်ခဲ့တာဒီလိုအပြစ်မျိုးနဲ့ပြန်ဆုံးမယ်လို့ငါအိမ်မက်တဲ့တော့ထိုက်ပြီးမတွေးဘူးကွာနားလဲပါပြီကွာသစ္စာရှိတဲ့လူပါသစ္စာတရားရဲ့ပြန်ဆောင်ရှောက်ခြင်းကိုခံရတယ်ဆိုတော့ငါသိပါပြီငါပစ္စာနောက်ကိုပြေးလိုက်ခဲ့ပြီလို့ခုလိုမြစ်တာလေးသစ္စာလေးနဲ့ငါအဝေးကြီးကိုရောက်သွားခဲ့ရတာကွာအဲ့ဒါကြောင့်မင်းတို့အခုလိုစိတ်ဆင်းရတာငါခုလိုပါပေါ့ငါထုံးမဲ့ပါတယ်ငါအခုလိုပြည့်စုံနေတဲ့ကြုံတွေ့ခဲ့ရတာငါအမေနဲ့ညီမလေးကိုပြီးတော့ပြန်မပြောပြပါနဲ့ကွာမပြောသေးဘူးငါမပြောဘူးကြောက်တော့ဒါပေမဲ့မင်းရဲ့ပြဿနာတွေအားလုံးတရားဥပဒေနဲ့ဖြေရှင်းပေးရတာပါမင်းအမေနဲ့မင်းညီမလေးရှိနေအောင်ပြန်ခဲ့ပါမယ်ငါ့ကတိပေးပါတဲ့နဲ့မိသားစုပေါ်မှာအလမ်းမအတောင်းတဆုံးကမိသားစုဝင်နေရင်မြစ်တာတရားငါဘဝမှာငါ့မြစ်တာတရားဘယ်လိုမှမရနိုင်တော့ဒါပေမဲ့မင်းဘဝမှာဘယ်တော့ပဲမှထမ်းနိုင်လို့ရှိအဲ့တော့ဒီမှာတောင်းတဲ့ကလေးကိုပေးလိုက်ပါကွာကဲငါတို့ဒီနေ့ပြန်ဆုံးနေနေကွာရောညှို့ရှင်နေမယ်ကွာမျက်ရည်မပါကြည့်ကွာမျက်ရည်မကျနဲ့ကွာရောကျွန်တော်ဟုတ်ရမလားနောက်တကယ်ချင်းနေကွာရော有为吗？别动位，俺们别走下去。你那一个女，为啥拉不回？本得夸哈拉落来，别骂没得办，对下谁对乱？人家们那的后尾班位。为故里那么几年，那么的爹那么别的，就谁不是呗？他让为你，接近的对，接近的对，什么慢慢搞的呢？这啥丢吧的，灭的，这边往回来就你，那这灭的米，那
get dry, chasing that day.အားလုံးကိုကြည့်ရပါတယ်ကျွန်တော်ကအမှုစီဝါစင်းပြန်နေပြီးစီဝါလုပ်နေစက်ရုံကစက်ရုံပါဂုံပြူတိုက်တဲ့သူဂုံပြူတာဟာမင်္ဂလာတစ်ပါးပါကုမ္ပဏီကပိုင်တဲ့စက်လေးရန်သူလက်ကလွတ်မြောက်အောင်ကယ်ဆယ်သတင်းပို့နိုင်ခဲ့တဲ့အတွက်လည်းဥတုဝန်ကိုယ်တိုင်ကဂုံပြူလိုကြောင်တောင်းဆိုလာတဲ့အတွက်မောင်ရဲထုတ်ဝင်နေနဲ့ဂုံပြူစုကိုလက်ခံပေးဖို့အတွက်ဆင်မြင့်ဖို့ကြွပါလို့ဖိတ်ခေါ်ပါတယ်ဂုံပြူစုဥဒုံကိုလည်းချင်းမြင်ပေးမှာဖြစ်ပါတယ်ဝေးတို့ congratulation ကွာမင်းတို့ဟုတ်ပြီရဲတော်ဆိုဘူးလေဒီဆွဲရုပ်လေးอ่ะတချင်တော့ကျွန်တော်ချစ်သူပေးတဲ့ဆွဲရုပ်လေးရဲတော်ရဲ့ level ဘာကြောင့်ပြန်ရောက်နေရလဲ အုပ်စင်းမှန်လို့ပြန်ရတော့ပေါ့ကွာမကောင်းမှုမာရီတစ်ခုသစ္စာရှိနေတာတဲ့ကောင်းမှုသစ္စာတစ်ခုကိုဖော်ထုတ်တာပို့ပြီးမြင့်မြတ်တယ်ဆိုတာငါသိသွားပြီမင်းတို့လာရတော့ခဏလားအားလုံးကိုလည်းခုဖတ်မယ်ကျွန်တော်ခုအားလုံးကျင်းကျင်စာတစ်ခုရှိပါတယ်တရားဝင်ကျင်းကြမှာပါဒီဆွဲရုပ်လေးဟာဟောဒီဟာရဲတော်ဝင်ရဲ့ level မှာတွေ့ရတဲ့ဆွဲရုပ်လေးပါအချိန်တစ်ခါလွန်ခဲ့တဲ့နှစ်ပေါင်း20လောက်ကမုံရွာဘူးတလင်နဲ့တဝက်ကကြေးရွာသူလေးမဆင်ကျဲဆိုတဲ့အမျိုးသမီးတူကိုကျွန်တော်ပေးခဲ့တယ်လက်ဆောင်ဆွေးရုပ်လေးပါအဲ့ဒီမဆင်ကျဲနဲ့ကျွန်တော်နဲ့ခက်ခက်ပြီးတဲ့နောက်မှာသားတစ်ယောက်ရခဲ့ပါဒီသားကတော့ဟောဒီရဲတော်ကျွန်တော်ကသူ့ကိုအားအဖြစ်မသိပဲနဲ့အလုပ်သမားပြတောင်းပေးခဲ့တာ
စုံဘူးခင်ဒါပေမဲ့အခုလိုနေရာမျိုးမှာစုံရနိုင်မယ်လို့ကျမလုံးဝမထင်ပါဘူး ကျွန်တော်အပြစ်ပေးခြင်းလို့ခြေဦးတွေကထွက်လာခဲ့တာတစ်ပင်တွေတောင်တိမ့်ပြေအတွက်အသီးတွေတီးပေးနေတာတွေ့ရတယ်ဗျာတိမ့်ပြေအတွက်ဘာမှမလုပ်ပေးနိုင်တဲ့ကျွန်တော်ရှက်မိတယ်အခုလည်းနောက်ထပ်ရှက်စရာလူတစ်ယောက်နဲ့ထပ်တွေ့နေပြန်ပြီဘယ်လိုလဲဒေါက်တာမကြီးဒီကိုအိမ်အောင်ကြတော့ပြောင်းလာလား အိမ်တော်မပြုတ်ကျင်သေးလို့ဒီကိုရောက်နေတာအိမ်ကအတင်းပေးစားတယ်လို့မယူချင်လို့ဒီမှာလာပြီးတော့လှုပ်နေတာစီယုံချံဘက်မှာဆရာဝန်လုပ်နေ ဒီပညာတတ်တော့လဲဘာမှမဆိုအလုပ်လုပ်လို့ရတာပေါ့ဗျာ ဒီမှာမြန်မာပြည်အရက်ရက်ကလူတွေအားလုံးအလုပ်လာလုပ်နေကြတာအလုပ်လုပ်ချင်တဲ့ဘယ်လိုလူမျိုးမဆိုအလုပ်တွေရှိပါတယ်